တူယူပေးတူရောတူကဒီမှာလေဦးနောက်မှာရောင်းနေဘယ်လောက်ကြာနေလဲဘာမှလဲတူကဒီမှာလေတူနင်းကတူဟဲ့တူလို့ငါပြောတာတူအေးဒီမှာတူလေဟဲ့တူလေနင်းကတူအေးဒီမှာတူလေကျွန်တော်ကတူမဟုတ်လို့ပါလေဦးရဲ့တူလေဒီမှာတူတော့ငါပြောတာလေနင်းတူလို့ဆိုငါသိတယ်လေနင်းငါတူဆိုငါသိတယ်လေအေးတူဆိုဘာတူလဲတူဆိုတာကနင်းကဒါကလောသားမဲ့တူဒါကလောသားမဲ့တူဒါငါဘယ်လိုတူတော့ပြောတူလေတူကိုဘယ်လိုခေါ်လဲဦးကရှင်းရှင်းလင်းပြောစားတဲ့တူကတူလေနင်းကတူယူခဲ့တာစားတဲ့တူကောစားကောက်စားမဲ့တူရဲတူရှင်းလင်းမပြောစားတဲ့တူလားဒီကတူလားရှင်းရှင်းလင်းပြောရပြီတက်နေစားတဲ့တူလို့ရစားတဲ့တူကောညာညီတယ်တူယူခိုင်းတာတူဆိုတူပေါ့နောက်ညီနေတာဒါတူအဲ့လိုပြောတာဒီတူလည်းမထားကလောစားရမှာနင်းနာဒီတဲ့ထက်ငါဘယ်လိုကလောစားလို့ရမှာလဲစားတဲ့တူဆိုလဲစားတဲ့တူနင်းမသဘောမပေါက်တာငါပြောတာကွာတူဒီလိုဒီတူကိုပြောတာဒီမှာတဲကြော်တို့ကောင်းကောင်းဝင်မပြောပြရအောင်ဒီလားဟိုင်းအစင်းမြင့်ဝါတူအဲ့တော့ချမ်းကဒီနေ့ကဒီလိုမျိုးလေးစော်ကားကျင်တာလေပေါ့နော်ဒီမှာအမြဲတမ်းအိမ်မှာအဲတဲ့ဒီလိုင်းအမြဲတမ်းဆောင်ထားတဲ့ဟိုင်းအစင်းမြင့်ဝါတူနဲ့ဝက်ကွယ်စော်ကားနဲ့အဲ့လိုနော်အမြင့်ကျွန်းစားကြည့်လေဒီမှာကြော်ရပြီနှက်စားလို့ရပြီမလို့ဖြစ်နေတာလို့ဖြစ်နေတာငါတော့မမြည်ရဘူးလိုက်စားနေလေငါတော့မမြည်ရသေးဘူးငါမြည်မှတာပေါ့ရပြီလားရပြီသားဒီနေ့တောက်ကောင်းနေပြီလားโอ้อันนี้งั้นเนี่ยลงเนี่ยโทรแถวไหนมันนี่ดูเนี่ยตามล่ะ高了对的ดูว่าเชฟเลยดิล่ะเยอะมากเลยကောင်းလားကောင်းတယ်မလဲတဲ့ကိုယ်မှာခါကျမမားတို့ခောက်သွဲတို့ခပ်ပေါ်တို့မျိုးမျိုးလောက်တာကြင်ညာလေအဲ့တဲ့တွေပိုင်လာလာပြီးကိုယ်ကစားပါဖြစ်ဖြစ်လေချန်တို့ကူမှာပြအရင်ကောင်းတယ်ဟိုင်းအစင်းမြင့်ဝါတူ၃မျိုးစီတယ်တဲ့ရဲ့ကိုယ်မှာဝယ်ဆောင်တာဆိုင်တွက်တွေဆိုနေအရင်ကောင်းတယ်နည်းနည်းနိုင်ကွယ်ရှုံနေတာပဲသူကမခါရဘူးမှာခါကောင်းလိုက်တာ不错牙膏加点တူလေးရမ်းကန်လို့ကောင်းတယ်အဲ့ဒီလိုအထုပ်ဝယ်ရပြီးတော့ကိုယ်မှာသားဆိုအဲ့တဲ့ဒီပိုင်းလာကွာတချို့အဲ့တဲ့တွေကကြတော့ဟုတ်ကွာတူလေးပိုင်းတောင်းတယ်အဲ့ဒါပြေးဝယ်ကြလို့တော့ဒီလားကိုယ်မှာကိုစောင်းထားရမှာပြောပြပေးမယ်နော်နောက်ပြီးခဏလေးနာတဲ့အဲ့ဒါကိုယ့်ရဲ့အသေးချို့တွေအိမ်မှာပေါ့ဟိုစားတော့ဆိုင်ပွင့်လာတာပဲဖြစ်ဖြစ်အဲ့တဲ့ဒီခဏလာတာပဲဖြစ်ဖြစ်အဲ့တော့ဒီလိုအခုပေါ့ကျွန်တော်ကိုဝယ်သုံးနေတယ်ဟိုင်းအစင်းမြင့်ဝါတူကိုဝယ်ဒီလားတပတ်ကင်းလို့အများကြီးခဏလေးနော်ยังก่อนsao con này tu lý cao lại cả các bạn này đi tu hai sinh nhiên hóa đủ à thế ai đâu cũng chẳng nói đi mà đi hai sinh nhiên hóa đủ à bạn năm nhiêu bộ năm sáu bộ tu về bộ mà cái ta năm nhiêu năm sáu này rồi mấy con thầu mà thế đã ai cái sao thì nó mà change về thế nó tới sao lại không mày sao chưa Rất ngon này sao rồi sao trái rồi có không đó
人糟糕了，咱也没追嘛，我早晚困难了，是的。ကိုရဲ့အိမ်မှာအမြဲတမ်းဒီလိုတူတွေကိုတုံးတယ်။အဲ့တဲ့လာလာပဲဖြစ်ကိုကိုတိုင်းပဲဖြစ်ဖြစ်ပေါ့။အဲ့တော့ချန်တို့ကူထောင်လာတယ်ကွာ။ဟာအစင်းမြင့်ဝါတူတောင်လေးချန်ရှင်းပြပေးမယ်တဲ့နော်ခဏလေးကနော်။ညောင်းကောင်းတော့ဝယ်နားထောင်ပါပြီ။သိလားကိုရဲ့တိတ်တော့တယ်ဝယ်သုံးလို့ရတာပေါ့။စိုင်တော့ပဲဖြစ်ဖြစ်အိမ်တော့ပဲဖြစ်ဖြစ်လေအရန်စင်ပြေတဲ့တောင်ကြီးပေါ့။ကဲကိုရဲ့တဲကြော်ကြီးအဲ့တော့တူအားတူပဲပေါ့နော်အဲ့တော့ဘာဖြစ်လို့နှစ်မျိုးထွက်တာလဲဘာဖြစ်လို့အဲ့လိုထူးထူးဆန်းဆန်းနှစ်မျိုးဖြစ်နေတာလဲတို့မင်းချမ်းပြောပြပေးမယ်ဒါကြတော့တဲ့အပြာရောင်ဒါကြအနီရောင်ပေါ့အခုချမ်းတို့တူနှစ်ယောက်သားနေရကြတော့အပြာရောင်ပေါ့သူကတူသေးသေးလေးပေါ့တချို့ကကြတော့ကွာတူသေးသေးလေးနဲ့ပုတ်ပုတ်ပပလေးကန်ရတာကြိုက်တယ်လေဒါကြတော့တူအသေးလေးပေါ့ဘာမှတော့မဟုတ်ဘူးဆိုပေမဲ့သူကအရန်ကိုဒီလိုမမာတို့ဘာတို့ကိုစားသုံးတဲ့ချိန်မှာသေးသေးလေးနဲ့ပုတ်ပုတ်ပပတော်လက်လက်လေးပေါ့အမြင်ဆုံးလေးပေါ့ကွယ်ဘာမှတော့မဟုတ်ဒါတော့ high အစင်မြင့်ဝါတူအားကြောင့် तू အသေးလေးပေါ့ကွယ်အသေးလေးဆိုသေးလေးတော့မဟုတ်ပေါ့ကွယ်အရန်စင်ပြေတာပေါ့မဒီအရွယ်သားလေးပေါ့တဲ့ဒါချမ်းတို့စားတာတော့ဒီအပြာရောင်လေးပေါ့ကဲဒါကကြတော့အနီရောင်လေးပေါ့နော်အနီရောင်နဲ့အပြာရောင်နဲ့ဘာကွာတာလဲလို့မေးတဲ့ချိန်ကျရင်ပေါ့ကွာအနီရောင်ကကြတော့လေ तू ကဝါသားရဲ့အနှစ်သားအောင်လုပ်ထားတာပေါ့နော်အဲ့လိုချောလေးနဲ့ပြုံပြောင်လေးလုပ်ထားတာကွာပြီးသွားပြီးဆိုရင်တော့အဲ့လိုတူတွေပါတွေကိုကင်လိုက်တဲ့ချိန်မှာပေါ့တချို့တွေတော့အမြင်လေးတွေပါလေစားလိုက်ဒီရှာလေးရှာသွားတာနှစ်ခါလေးရှာသွားကိုအမြင်မတော်ဇီးဆိုပြီးအဲ့လိုဖဲချလိုက်တော့အမြင်လေးတွေပါကြတယ်လေ तू ကလုံးဝအဲ့လိုမျိုးမပါသွားပဲနဲ့လုံးဝအတန့်ကွာအပြောင်တော့တိလားအဲ့တော့ဘယ်လိုပြောမလဲဒီတိုင်းကွာဟိုကိုကဒီစားတော့တချို့စားတော့တဲ့နည်းနည်းမြင်းနဲ့စားတော့ခိုင်နေပါကြီးအတွက်ဆိုရင်လည်းအရန်ကိုအဆင်ပြေတယ်နည်းနည်းကိုရဲ့အိမ်နေမှာပေါ့ကွာကိုကအကောင့်ပြောချင်တာကွာဟိုမယုံမသိဘူးအကောင့်အရန်ကြက်တဲ့သူတွေအတွက်ပေါ့ကွာအကောင့်အရန်ကြက်တဲ့ဆိုင်တွေတော့အကောင့်စားအရန်ကြက်တဲ့အိမ်ရှင်မတွေတော့အကောင့်စားအရန်ကြက်တဲ့သူတွေအတွက်ပေါ့ကွာဒါဆိုဒီတူကကြတော့ဒါဆိုအနှစ်ဝါရဲ့အနှစ်သားယူပဲလောက်ထားဖြစ်တယ်ဖြစ်တော့ကြိုင်တဲ့ချိန်မှာ तू ကချောလေးနဲ့အမွှေးအမိုက်ပြီးတော့အမှုံလေးပေါ့ဒီဝါမှာပါတဲ့အမှုံလေးတွေပေါ့လုံးဝမပါဘဲနဲ့ပြောင်းလျှောပေါ့နော်အဲ့ဒါဟဲ့ပြပြတဲ့တဲ့ငါတော့ငါမစားတော့ဒီမဲစားရဦးကပြောတော့ပြီးမှပြီးလဲဟာပြီးတယ်မှာခဏစားပါဖြစ်တယ်ဒီမှာတိတဲ့လူပြောပြလို့ရပါတို့တို့ဝယ်လို့ရဆိုငါရှင်းပြနေတာအဲ့ဒါဦးပြောမှစားမယ်လို့ဒီငါကြောက်တိုက်ပြန်စားလိုက်တဲ့ကောပါဟိုလေမင်းတော့အကွေးတဲ့ခဏဒီမှာအခုအနီရောင်နဲ့အပြာရောင်နဲ့အားလေးကွာလာတယ်ဘာမှတော့မကွာဘူးပဲတူအားတူပဲပေါ့နော်ဒီအနီရောင်ကကြတော့လေဝါသားအနှစ်နဲ့ကွာလုံးဝပြောင်းလျှောပေါ့တဲ့အမှုံအတလိုက်ဒါကလည်းအမှုံတလိုက်ပါမယ်ပါတယ်လို့ပြောတော့မဟုတ် तू ကဝါအနှစ်တယ်ပဲဒါပေမဲ့ तू ကနည်းနည်းဒီလိုအလုံးလေးသေးသွားတာပေါ့အနှစ်တယ်ပဲလောက်ထားတာပေါ့နော်သေးသွားတာနဲ့ကြီးသွားတာနဲ့ကွာသွားတယ်ကွာဝါတူဝါရဲ့အတန်ကဒီတူရဲ့အတန်ကြီးတာနဲ့သေးတာလေးနဲ့နည်းနည်းကွာသွားတယ်လောက်ထားတာတော့ဝါအနှစ်တယ်ပဲထုတ်လို့ထားခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကိုယ့်ရဲ့အသေးကြော်တွေကကိုယ့်ရဲ့စားတောက်ဆိုင်တွေကိုယ့်ရဲ့အိမ်ကြီးအတွက်ကိုလိုအပ်တယ်ဆိုရင်တော့ high အဆင့်မြင့်ဝါတူကိုမှတ်သုံးတယ်နော်ဒါတကယ်ဆိုရင်အကြာကြီးသုံးရတယ်ပေါ့နော်လုံးဝမှုတ်တက်ခြင်းလုံးဝမရှိဖြောင်ချောတန့်စင်ပြီးတော့ဝါနှစ်တွေနဲ့ထုတ်လုပ်ထားတာကြောင့်တဲ့အစင်မြင့်ဝါတူပဲဖြစ်ပါရဲ့ပေါ့နော်အဲ့ဒါကြောင့်တူဝေလာရဲ့လို့ဝါအမြင့်သားလေးတွေပါတာတို့အမှုန်တွေပါတာတို့ခဏခဏမှုတွေတက်ပြီးပြတ်ထုတ်ရတာတို့အဲ့လိုနဲ့အစင်မပြေဘူးဆိုရင်တော့အရန်ထားခန့်ခြင်းနဲ့တက်တက်ရှင်းခြင်းနဲ့ပြောင်ချောချောလေးနဲ့အမိုက်စာမှာစိုင်တော့ပဲဖြစ်အိမ်တော့ပဲလိုချင်တယ်ဆိုရင်တော့ကဲအခုချန်တို့အခုပြောပြပေးနေတယ်အဲ့တော့ high အစင်မြင့်ဝါတူကိုသာမှားလိုက်တော့လို့ချန်တရားတွေပြောပြချင်တယ်ပေါ့နော်ကဲကွန်မန့်ကလည်းမှားလို့ရတယ်ဖုန်းနံပါတ်ကလည်းဆက်သွယ်လို့ရတယ်ပေါ့နော်ဖုန်းနံပါတ်ကြတော့ကွန်မန့်မှာပြင်ထားပေးမယ်နော်โอเคတဲ့စားလိုက်အောင်မယ်အရင်စားလို့ကောင်းနော်အရင်ကြိုက်တယ်ဒါတော့ချန်ကကိုယ့်ရဲ့အသေးကြော်တွေမျှဝေပြီးချင်းဖြစ်တာပေါ့နော်ဒါလေးအရင်စားတော့